မင်္ဂလာပါရှင်ဒီနေ့3လပိုင်း28ရက်နေ့ထိုင်းရွှေစည်းတွေတက်ပါတယ်4,9350ထိဖြစ်သွားပါပြီရှင်မနေ့အောင်ပေးတဲ့ဆိုင်ဖလန်းဆန်စာတူပတိတလာလို့ချလင်သေးဆွဲ35နီးမှာပါမနေ့တပုံနဲ့ Facebook အကောင့်တူတွေ TikTok အကောင့်တူတွေအများတန်းရှိတဲ့အတွက်အားလုံးအထူးတတိထားကြပါပထမဆုံးရွှေဝယ်မဲ့သူရဲ့ပထမဆုံးရေးကြသွင်းမဲ့သူရဲ့စာအရင်ရေးလာပါဗီဒီယိုကောခေါ်ပြီးမှငွေလွှဲကြပါရှင်ရွှေနဲ့ပတ်သက်ရင်သတိမနာမည်နဲ့ဗန်နေတာအသုံးပြုပါတယ်သတိမနာမည်ကျဲဝိဖာထိုင်းလိုအင်္ဂလိပ်လိုရေးထားပြီးသားတွေပြန်ပို့ပေးတာဖြစ်ပါတယ်အကောင့်အတူတွေအထူးတတိထားကြပါရှင်ရွှေဈေးကတော့မေးထားတဲ့အတိုင်းပဲအကြဘက်မှာတိတ်မရှိပါဘူးအတက်ဘက်မှာပဲရှိတယ်ပေါ့နော်အခုဒီနေ့တက်လာတာတင်ပဲ4,9350ထိဖြစ်သွားပြီဆိုတော့နောက်ထပ်တက်လာနိုင်လားလို့မေးထားတဲ့သူတွေအများကြီးရှိရပေါ့နော်ဒီနေ့ကရွှေဈေးအတက်ကျန်းတယ်ပေါ့နော်ဒါကြောင့်မလို့မနေ့ကကျတော့ပြီးခဲ့တဲ့9ရက်ကရွှေဈေးငိမ်နေရွှေစုဖို့အကောင်းဆုံးရက်လို့မနေ့ကပြောခဲ့ဘူးတယ်နော်အဲ့တော့ရွှေဈေးကအတက်ဖက်မှာရှိပါတယ်အရေးချသွင်းထားတဲ့သူတွေလည်းမြန်ထုတ်လို့ရတယ်လို့ဆက်စုသွားခြင်းနဲ့ဆိုလေရတယ်နော်ရွှေဈေးအရန်တက်သွားတဲ့အတွက်ဆိုင်တော်ရအောင်မဆောင်တော့ဘူးအခန်းမှာပဲဗီဒီယိုလေးတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်